ချွေးကိုနစ်အတော်ကြာတုံးလာခဲ့ရကနေဖီကိုပြောင်းလိုက်ရင်ဘာဖြစ်မလဲဆိုတာဒီမှာပါခမနေဖုံးကိုစဖွင့်လိုက်တဲ့တကယ်ကိုအဖိုးတန်ပစ္စည်းတစ်ခုကိုဂင်ထားရတယ်လို့ပဲဖုံးကိုဖွင့်လိုက်တဲ့နောက်ပြန်ဆုပ်ဖို့ကြိုးစားကြည့်နေဒါပေမဲ့မရှိဘူးမင်းရဲ့လက်မကြီးကဘာလို့ရမှမသိပဲလေထဲမှာတက်နေလိမ့်မယ်ဒုတိယနေ့ဆင်ခိုရှင်ကိုဖွင့်ကြည့်တဲ့ဆွဲတာမှာသွားတဲ့နောက်တစ်ခါထပ်ဆွဲတဲ့မီလင်းဖလက်ကပွင့်လာတဲ့မင်းကမီးလင်းစေချင်တာမဟုတ်ဘူးလေဒီရနေအချက်ပေးနိုးဆက်အေးကြီးမဲ့သမင်းချင်းမာတော့ကတော့မင်းပဲနှစ်နာရီအေးရတော့မလဲဆိုတာသူကပြောပြတယ်ဒီမှာတော့မနက်6:30လိုပဲပြတယ်ဘာနဲ့တိတ်မှုမှမပေးဘူးမင်းမအိတ်ချိန်ဘယ်လောက်ကြံလဲဆိုတာကိုဘာသာကိုအတွက်နေရတယ်စိုးနေမင်းကြိုက်ဆုံးအေးချက်ကိုရှာတဲ့အေးလက်ထဲမှာမရှိဘူးအေးလက်လည်းတွင်းလို့မရဘူးအေးလက်မရဘူးလို့ပြောလိုက်ရင်အားလုံးပြီးသွားပြီဒါကိုညမင်းချီတုံးတဲ့သူတွေကအချင်းထောင်လို့ခေါ်ကြပြီးဒီလက်တီတုံးတဲ့သူတွေကတော့ငင်းချက်မှုလို့ခေါ်ကြတယ်တော်တမနေဒီချရူကိုစိတ်ကြိုက်ပြင်ဖို့ကြိုးစားကြည့်တဲ့ချင်းတွေကသူတို့နေရာသူတို့ပြန်ရောက်သွားကြတယ်စီကန်းတွေအရင်များတာပဲသမင်းချီမှာတော့မင်းကအရှင်ခင်ပဲဒီမှာတော့မင်းကအဲ့ဒီတယောက်လိုပါပဲစေရမြောက်နေအရာအားလုံးကချောမွေ့နေတယ်လို့ခံစားလာရတဲ့ Cheriton Street into HT တွေကလည်းအလန်းစားချိတ်ဆက်မိနေတဲ့ Fashion တစ်ခုလုံးကပြည်စုံပြီးအလုံးလို့ရတာစီးစင်းနေတာပဲ14ရက်မြောက်နေဟုတ်ပါတယ်အရာအားလုံးကတကယ်ကိုချောမွေ့ပါတယ်ဒါပေမဲ့ယင်ထဲမှာတော့အဲ့ဒီလေးကိုလွမ်းနေတော့